Hello မင်္ဂလာပါကျွန်တော်နာမည်အေးပေါ်ပါဒီနေ့ chapter 3အစမှာတော့ရွှေအောင်စပင်လက်လက်တော့အရှိန်ဝါရှင်ထက်တော့နေရတောင်ပြန်ပါရှိတာဒါနမိမေများလားနင်းစင်ပြေလားဆိုတဲ့သူမစကားရောက်နည်းနည်းမြတ်သက်သွားပါတယ်နင်းအပေါ်ကနေပြုတ်ကျလာတာဟုတ်ပြီငါနားလဲပြီကုန်တင်တစ်တာတွေတဲယူနေတော့ငါပါတဲ့တစ်တာပြုတ်ကျပြက်စီလို့ရှန်ခဲ့တာထင်တယ်နောက်ပြီးသူမငေါ့တတိယအောင်ပြန်လုပ်ပေးခဲ့တာပဲကျေးဇူးတင်ပါတယ်ငါစင်ပြေသွားပါပြီအဲ့လိုပြောရနေမိမယ်ဝမ်းသာပါတယ်ဆိုပြီးတရားနဲ့တရားမိတ်ဆက်လိုက်ပါတယ်ကျွန်တော်ကခရိုနိုပါမင်းရောဆိုပြီးပြန်မေးလိုက်ပါတယ်ခရိုနိုကအမောင်ပြန်လိုလားတဲ့ထားပါဒါနဲ့ဒီမှာငါ့ကိုဖော်ယူတဲ့လူဆိုလို့မင်းပဲရှိတာပါလူတော့မဖြစ်လာဘူးနော်နဲ့သမီးများလားခရိုမိုလားဟုတ်ဘူးခရိုနိုပါငါနာမည်ကတော့လီလီပါလီလီအဲ့ဒါမင်းနာမည်လားဟုတ်တယ်မင်းရှစ်ဖို့ကောင်းလာပဲနော်ကောင်းပြီလီလီမမနေလဲတရားနဲ့တရားဟိုမေးဒီမေးနဲ့ရင်းနှီးသွားကြပါတယ်အဲ့ချိန်မှာလည်းလက်မလောက်ရှိတဲ့နဲ့သမီးကြီးတွေရောက်လာပြီးလူသားကဘာလို့ဒီမှာရှိနေရလဲကျေးဇူးပြုပြီးထွက်သွားပေးပါဆိုပြီးမောင်းထောက်နေပါတယ်ခွန်လုံကဒီအကောင်တေးသေးလေးတွေကဘာလေးလဲနဲ့သမီးတွေပဲလားငင်းကွန်းထောက်နေခြင်းနင်တို့လည်းဒီနယ်မြေထဲလာဖို့ပိတ်ပင်ထားတယ်လေဆိုပြီးလက်မရှိတဲ့နဲ့သမီးကလီလီကိုပြောနေပါတယ်လီလီရတဲ့ဖန်ငါတောင်းပန်ပါတယ်ဒါနဲ့နင်လည်းဘာကြောင့်ဒီကိုလာရတာလဲကြံမေးလိုက်ပါတယ်နဲ့သမီးရောင်ဆောင်ထားတယ်ဘလို့ဟုတ်တယ်သူတို့ကလူတော်ကတားရဲတော်တွေပဲနဲ့သမီးတွေကအလောက်အကောင်မကြည့်ဘူးလေသူတို့အစကတည်းကဘလို့မှဥယျာဉ်ထဲမှာရှိမနေတဲ့လားဆိုပြီးနလမလေးကရက်ွက်ထဲကဘွားတော်လေးတို့တရားတွေဟောနေပါတယ်အချိန်တရားသာဟောတာနလမလေးကကျင်နာမှုလေးရှိတော့အနောက်ကူထဲမှာကော်ဘလင်တားရဲတွေရှိရနော်ဆိုပြီးတော့တတိပေးလိုက်ပါတယ်အချိန်မှာခရိုနိုကနင်နားလဲပြီမလားဆိုပြီးနားလဲရင်ထွက်သွားလိုက်တော့လို့ပြောနေပါတယ်ပြောချင်ခရိုနိုကနားမလဲဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်လီလီကတော့သူမကအမော်တားရဲတွေကိုတယောက်တည်းနဲ့ရင်ဆိုင်ဖို့စီစဉ်ထားလားကော်ဘလင်လို့ပြောနေပြီမဲ့ခရိုနိုကတော့ခုချိန်ထိနားမလဲသေးပါဘူးဒါပေမဲ့နလမလေးကတော့မော်ပညာသုံးပြီးထွက်သွားလိုက်ပါတယ်ခရိုနိုကတော့ခလင်းငယ်တော့မော်ပညာသုံးတက်တာလားဒါပေမဲ့မင်းကလေးငယ်တယောက်ပါလေဘာကိုကြီးမှမရှိပါဘူးစိတ်ကူးထဲမှာတော့လက်သမီးဆိုတာပိုခင်မြင်တက်ရမှာကိုထားလိုက်ပါလေအဲ့တော့လမ်းလျှောက်ရင်လီလီကဥယျာဉ်ထဲမှာဘယမရဲ့ယေဒနာရှိရလို့ပြောလိုက်ပါတယ်ဟုတ်လို့လားလက်သမီးတွေကကြာပန်းထဲမှာမွေးကြတယ်အဲ့ဒီကြာပန်းကသူတို့အတွက်အကာအကွယ်လည်းဖြစ်တယ်အဲ့ဒါကြောင့်လေသူတို့အတွက်ယေဒနာဖြစ်တာပေါ့လီလီကတော့မမွေးချင်းမှာပဲဥယျာဉ်ကနေနင်းထုတ်ခံလိုက်ရတယ်ဒါပေမဲ့လည်းလူတိုင်းအတွက်ဥယျာဉ်ကိုကာကွယ်ဖို့ကျွန်မအတက်နိုင်ဆုံးစူးစမ်းခဲ့တယ်ခရိုနိုကဘလောက်ကျင်တာတက်တဲ့မင်းကလေးလဲဒီကောင်မလေးကိုပုံမခင်မြင်အောင်လုပ်ရမယ်ဟုတ်ပြီလီလီဒါဆိုငါမဲတွက်ဒီဥယျာဉ်ကိုနောက်ချက်တဲ့တားရဲတွေကိုရှင်းပေးမယ်လီလီကမဖြစ်နိုင်ဘူးထင်တယ်နော်အန်ဒီအရမ်းများတယ်ရပါတယ်ဒီတားရဲတစုလောက်ကတော့ကွာငါတို့ပပလေးပါလီလီကကျမလည်းမော်ပညာနဲ့တုံးတက်ပါတယ်နော်ဆိုပြီးကြောင်နဲ့ကြောက်ပို့ပြီးရင်းနှီးလာကြပါတယ်မနိုင်ထွက်ပြေးမယ်နော်စင်ပြေလားဟုတ်ပါပြီဆိုပြီးပြောရင်းသွားရင်းနဲ့ပဲတားရဲတွေရှိတဲ့နေရာကိုရောက်လာပါတယ်ကောင်းသွားပြီဒါငါသိတဲ့တားရဲတွေပဲငါတခါစမ်းသက်ခံရဖူးပြီးပြီဒီကောင်တွေနဲ့ပဲလီလီကဒီတားရဲတွေကိုတက်ရမလားတဲ့ဟုတ်တယ်တက်ရမယ်တကောင်ဖြစ်ဖြစ်ကောင်30ဖြစ်ကုန်တက်ရမယ်ဆိုတဲ့သူ့စကားကြောင့်လီလီကအဲ့ဒီကြောက်စရာစကားတွေကိုတည်ငြိမ်တဲ့အတန်နဲ့မပြောနဲ့ဆိုပြီးပြန်ပြောလိုက်ပါတယ်ခိုရိုနိုကဒါဆိုငါသွားပြီနော်နေဒီမှာစောင့်နေဒီလောက်ပဲရှိရင်ကောင်းမှာပဲလို့ပါဇက်ဟာရွတ်ဆိုရင်ထိတ်တက်ရင်ဆိုင်ဖို့ကွီးတယောက်သွားနေပါတယ်ကုန်တင်တင်းပေါ်မှာလေးကျစ်ခဲ့တဲ့အကွက်နဲ့တိုက်ရမယ်ဒီကောင်တွေကိုတစ်ချက်လောက်ပါပဲဟေးလီလီဘာလို့လိုက်လာတာလဲအကောင်တွေကိုဒါနဲ့ဖမ်းလိုက်ငါမှအဝေးကနေထိန်းချုပ်နိုင်တဲ့မော်ရှိတယ်အဲ့ဒီမော်ကစာရီရဲ့မိန်းကလေးနဲ့အလုံးမဖြစ်ပေမဲ့ဒါတော့အလုံးဖြစ်လောက်မှာပါဆိုပြီးမြန်မာလူကြီးဝင်ကျုံလိုက်ပါတယ်သူတို့ကင်ဆောင်ထားတဲ့ဓာတ်ပါလဲမော်ဆွမ်းအားတွေနဲ့ပြည့်နေနေတယ်ဒီသားရဲယူသွားပြီးအဲ့ဒီဓာတ်ကိုအစီရင်နဲ့လှုပ်ထားတယ်ဟိုးတစ်ချက်နဲ့ပိုင်းပစ်လိုက်တာလားကြောက်စရာနာကျင်မှုဘာမှမခံစားရတာဟိုးအဲ့ဒီဓာတ်ငါလူရမယ်ပိုင်ရှင်စီကယူရင်အစီရင်လည်းပြတ်သွားမှာပါငါစင်ပြေးမှာပါငါစမ်းကြည့်မယ်ဆိုပြီးဓာတ်ကိုကောက်ကင်လိုက်ပါတယ်အဲ့ရှင်လီလီကခရိုနိုမကင်နဲ့တကယ်ပဲကြိတ်တာဓာတ်ပဲငါ့ကိုအတိတ်အရှိအမုန်းတော်ပြတ်မဲရစေတယ်ခံစားရကောင်းတာပဲငါအတွက်ချိန်စာတိုက်ထားသလိုပဲငါမော်တက်တော့ရင်ဒီချိန်စာပြေသွားနိုင်တယ်ငါထင်တဲ့အတိုင်းပဲတော်သေးတယ်ငါမော်လည်းဒီချိန်စာနဲ့တစ်ထက်တည်းကြာလို့လီလီက
နင်ကအံ့ဩစရာပဲတွေ့လားငါအစင်ပြေပါလေဆိုခဏလေးတားရဲတွေရှိနေတယ်လို့ပဲနော်ထွက်လာနေတယ်လို့ခံစားရတယ်အစင်ပြေရလားလီလီလဲကူညီနိုင်ပါတယ်နော်ဆိုပြီးဟုတ်ပြီအဲ့ဆိုရှမယ်ထင်တာထက်ပိုများတာပဲဒါပေမဲ့အေးဆေးပါဆိုပြီးရထားတဲ့အမောင်ဓာတ်နဲ့တစ်ချက်တည်း900လောက်ပိုင်းရှားလိုက်ပါတယ်ဒါကဘာဖြစ်တာလဲစွမ်းအားရော့လာတယ်လို့ပဲတွေ့လဲစောက်ယူနေတာလားအရှင်လီလီကအစီရင်ပြုတ်လုံးနေပြီရှောင်လိုက်တော့ခိုရိုနိုကသူမကဘလို့ရောင်ကြီးတွေထုတ်နေတာလဲပေါ့အရှင်သူမအစီရင်ကြောက်သူ့တားကြောက်ပါတော်တော်များများကိုရှင်းနိုင်ခဲ့ပါတယ်မင်းကနောက်ဆုံးပဲဆိုပြီးနောက်ဆုံးတယောက်ကိုပိုင်းရှားလိုက်ပြီးစစ်ပွဲပြီးသွားပါတယ်လီလီမျိုးတကယ်အံ့ဩတယ်တိလားငါမထင်ထားဘူးလီလီကကြိုးစားမှုပြီးကူထဲမှာကြံခဲ့တဲ့တားရဲတွေကရောတဲ့လီလီကရပါတယ်ဆိုပြီးအစီရင်ဖွင့်ပြီးချက်စီးလိုက်ပါတယ်အရင်တစ်ခါသုံးတဲ့မော်တက်ထက်ပူတာပဲအရင်ကအလောက်မသုံးဘူးလီလီကအကုန်သုံးလိုက်တာလားအော်စရာထက်ပူတော့ကြောက်တယ်အရှင်လီလီကခိုရိုနိုအိမ်ပြန်ရအောင်လို့ပြောပြီးခေါ်သွားလိုက်ပါတယ်အိမ်ရောက်လာတော့ခိုရိုနိုထိုင်ကုန်မှာထိုင်ခိုင်းပြီးရင်နှီးချမ်းလေးတောက်ဖို့ရှပေးလိုက်ပါတယ်ဒီလိုထိုင်ပြီးလက်ဖက်ရည်မထောက်ရတော့တော်တော်ကြာပြီလာတူတူတောက်ရအောင်လီလီအရာအားလုံးအတွက်ကျေးဇူးပါဆိုပြီးပြောလိုက်ပါတယ်အရှင်မှာလီလီကရပါတယ်ဒါနဲ့လီလီမင်းခွက်ကရောအဆင်ပြေပါတယ်တစ်ခွက်ပဲရှိတာပါတကယ်လားဘာကြောင့်လဲဘာလို့လဲဆိုလီလီကပြန်ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့လီလီအိမ်ကိုဘယ်သူမှမလာကြဘူးလေခိုရိုနိုကပထမဆုံးဧည့်သည်ပါဒါကြောင့်ခိုရိုနိုရောက်လာလို့ကျေးဇူးတင်ပါတယ်ဒါဆိုမင်းကငါ့အတွက်ပထမဆုံးတငယ်ချင်းပဲဒါနဲ့တားရဲတွေနဲ့တိုက်ခိုက်တော့ငါနောက်ကြော်မှနေတော့ခံစားချက်တစ်မျိုးမဖြစ်ဘူးလားပြောနေကြနေကငါတငယ်ချင်းကောင်းပါဆိုပြီးပြောပြီးပြေးဖက်လိုက်ပါတယ်ဒါနဲ့မင်းနဲ့ငါတွေ့တော့ငါယုံကြည်မှုပိုရှိသွားတယ်အဲ့ဒါဘာလို့ဆိုလိုတာလဲအိုးငါ့ဝတ်စားလည်းမပါဘူးဟဲဟဲလီလီငါတို့နှစ်ယောက်လုံးအဝတ်စားမပါပဲနဲ့ဒီနေ့ကက်နေရတဲ့တမျိုးကြီးနော်ဆိုပြီးနဲ့ဆိုးတွေနဲ့ပြင်းနေတဲ့ကဘာမှာနဲ့သမီးနဲ့မားသွားတဲ့ခေါင်းကြီးအမြဲခံလာရတော့ဒီတစ်ခါလေးကန်ကောင်းချင်းတွေစတင်သွားပါပြီဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကြိုက်တယ်ဆိုရင်ကျွန်တော် like and share လေးနဲ့ follow လေးနှိပ်သွားပေးပါဦးခင်ဗျ YouTube မှာဆို subscribe လေးနှိပ်သွားပေးပါဦးကျေးဇူးတင်ပါတယ်